ယနေ့နာတော်ရဇာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်စိတ်ပြည့်အာရုံခြင်းကိုတိုက်ခိုက်ရန်စံနမူနာများအကျွန်ုပ်၏အသားနှင့်နှလုံးသည်ပြက်ကြပါ၏သို့တော်လည်းဘုရားသခင်သည်အကျွန်ုပ်၏အစွမ်းတတ္တိအကျွန်ုပ်အစဉ်အမြဲကိုးစားရာအဖို့ဖြစ်တော်မူ၏အမှန်စင်စစ်ဤကရိယာပုတ်သည်ပြက်ကြပါလိမ့်မည်ဟုမဆိုလိုပဲပြက်ကြပါ၏ဟုဆိုလိုသည်ဘုရားသခင်ကိုအလွန်ချစ်သောစာလံဆရာအာသက်ကအကျွန်ုပ်၏အသားနှင့်နှလုံးသည်ပြက်ကြပါ၏ဟုဝန်ခံထားသည်အကျွန်ုပ်သည်စိတ်ဓာတ်ကြလျက်ရှိကျွန်ုပ်သည်အားငယ်လျက်ရှိသို့သောချက်ချင်းဆိုသလိုပင်သူသည်စိတ်ဓာတ်ကြခြင်းကိုပြင်းထန်တုံ့ပြန်တိုက်ခိုက်ခဲ့သည်သို့တော်လည်းဘုရားသခင်သည်အကျွန်ုပ်၏အစွမ်းတတ္တိအကျွန်ုပ်အစဉ်အမြဲကိုးစားရာအဖို့ဖြစ်တော်မူ၏စာလံဆရာသည်စိတ်ပြည့်အားငယ်ခြင်း၌သာမိခိုမနေခဲ့ပါသူသည်မယုံကြည်ခြင်းကိုတုံ့ပြန်တိုက်ခိုက်ခဲ့သည်အဓိကအားဖြင့်သူသည်ကိုကြည့်ရင်ကျွန်ုပ်ဟာအားနေတယ်ကိုရကရမဲ့နေတယ်လို့ခံစားရတယ်ကျွန်ုပ်၏ကိုယ်ခန္ဓာကလည်းယိုယွင်းပျက်စီးနေပြီးစိတ်နှလုံးကလည်းတေလူနေပါဖြစ်နေတယ်ဒါပေမဲ့စိတ်တဲ့ကြခြင်းအကြောင်းကဘလို့ပင်ဖြစ်နေပါစေဒါတွေပေါ်မှာပဲကျွန်ုပ်မိခိုနေမှာမဟုတ်ပါဘူးကျွန်ုပ်ဒီမိမိကိုယ်အပေါ်မဟုတ်ပဲထာဝရဘုရားအပေါ်မိကိုအားကိုးမယ်ကိုရောဒီကျွန်ုပ်၏ခွန်အားနှင့်ရပိုင်ခွင့်ဖြစ်တော်မူတယ်ဟုဝန်ခံခဲ့သည်တမန်ကျမ်းစာတွင်တန်ရှင်းသူများ၏စိတ်တဲ့ကြခြင်းနှင့်ရုန်းကန်မှုများအကြောင်းဥပမာများစွာဖြင့်တွေ့ရသည်စာလံကျမ်းခန်းကြီး19ပိုင်းငယ်9တွင်ထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ဟုဖော်ပြထားသည်ဤဒီမှာတန်ရှင်းသူတို့၏စိတ်ဝိညာဉ်သည်တခါတရံပြုပြင်ရန်ပြန်လည်နိုးထရန်လိုအပ်ကြောင်းဝန်ခံချက်ပင်ဖြစ်သည်အကယ်၍အသက်ဝိညာဉ်သည်ပြုပြင်ရန်ပြန်လည်နိုးထရန်လိုအပ်ပါကတနည်းအားဖြင့်၎င်းတေလျက်နေသည်ဟုခံစားရမည်ဖြစ်သည်စာလံကျမ်းခန်းကြီး23ပိုင်းငယ်1မှ3၌ဒါဝိဒ်သည်ထိုနည်းတူပင်ပြောထား၏တာယာသောမြင်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြစ်၍နာမတော်ဖို့လွတ်ငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏ထာဝရဘုရား၏စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဖြစ်ပင်တော်ညာဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး73ပိုင်းငယ်14တရားလမ်းထဲ၌သွေးဆောင်ရန်လိုအပ်ခဲ့သည်၎င်းသည်ငတ်မွတ်ခြင်းဖြင့်သေလူနီးပါးဖြစ်လျက်နေတော်လဲဘုရားသခင်သည်ဝိညာဉ်ကိုယေရှိရာသို့ပို့ဆောင်ကာအသက်ရှင်ပြန်စေခဲ့သည်ကျို့တို့သည်စိတ်ဓာတ်ကြခြင်းနှင့်ဆိုင်သောမယုံကြည်ခြင်းကိုတိုက်ဖြတ်နိုင်ရာ၌အသုံးပြုနိုင်ရန်ဘုရားသခင်သည်ဤကဲ့သို့သောတသက်ခံချက်များကိုတမန်ကျမ်းစာတွင်၌ဖော်ပြပေးထားသည်ကျို့တို့သည်ဘုရားသခင်၏ဂရုတော်များကိုယုံကြည်ခြင်းဖြင့်တိုက်ခိုက်ကြသည်ဘုရားသခင်သည်အကျွန်ုပ်၏အစွမ်းတတ္တိအကျွန်ုပ်အစဉ်အမြဲကိုးစားရာအဖို့ဖြစ်တော်မူ၏ကျို့တို့သည်ဤနှုတ်ကပတ်တော်ကိုမိမိကိုယ်ကိုဟောပြောလျက်စာတန်၏မျက်နှာတဲတဲသို့ထိုးနှက်ကာယုံကြည်လက်ခံလိုက်သည်ယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်